င်္ဂလာပါခင်ဗျာယခုလက်ရှိဖုန်းဈေးကွက်ရဲ့9သိန်းကျော်ဝန်းကျင်မှာ price to performance အဖြစ်ဆုံးဖုန်းတစ်လုံးကိုကျွန်တော်တယောက်တည်းရဲ့အမြင်နဲ့ပဲရွေးချယ်ပေးမှာပဲဖြစ်ပါတယ်ရွေးချယ်ပေးခြင်းနဲ့ဖုန်းကတော့ Samsung ရဲ့ A07 613ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့9သိန်းကျော်ဝန်းကျင်မှာ RAM 613ကိုအသုံးပြုထားတဲ့အပြင်မှာ CPU ဘိုင်းမှာဆိုလေကျွန်တော် Helio G99 processor ကိုအသုံးပြုထားပဲဖြစ်ပါတယ်။ဒါအတွက်ကြောင့်လေကျွန်တော် mobile လီချောင်းကောင်းကောင်းဆော့လို့ရတဲ့အထီကို price to performance ထွက်တဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျာ။ကင်မရာဝိုင်းမှာဆိုရင်လည်း50 megapixel မှာ aperture 1.8 လောက်နဲ့အသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်ကင်မရာဝိုင်းလည်းတော်တော်လေးအဆင်ပြေလို့ပြောလို့ရပါတယ်။ battery ဘိုင်းမှာဆိုရင်လည်း9000 mAh ကိုမှကျွန်တော်25 watt ထိကို supporting ပေးထားပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်လည်း9သိန်းကျော်ဝန်းကျင်မှာ bright to performance အဖြစ်ဆုံးဖုန်းတစ်လုံးဖြစ်ကျွန်တော်တယောက်တည်းအမြင်နဲ့ပဲရွေးချယ်ပေးတာပဲဖြစ်ပါတယ်။အကယ်၍မိတ်ဆွေကကျွန်တော်နဲ့အမြင်မတူတာများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာလာရောက်ပြီးတော့ဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။